Hôm nay hà về second đâu rồi? ဟုတ်လို့လား ဟုတ်တယ်ရ ကောင်းပါသေးကိုနှွေးထွေအောင်စက္ကန့်30ဖတ်ခွင့်ဟုတ်ရစက္ကန့်30မို့ ဖြည်းပါဘူးဖြစ်တာ ဟိုနေ့မြောက်တွေဖတ်တာဆိုတော့ဒီနေ့ project တွေရှိတယ် ထားလား ဟိုရှင်းပါ ရှက်မယ်တယ်ဒီဝင်နေမှာ ဒီကို ဖတ်မယ်နော်နောက်ကနေဖတ်မယ် နောက်ကနေ သားမထီနဲ့နော်ကြည့်ပြီတော့ 30ပြေးသွားပြီ ပြေးပြီဟဲ့လူရပြီရရ တော့ပါကွာ ဂျာဒီမှာကကွန်မြူနတီ နေရတဲ့ဘူဆိုပြေးရပြီဟဲ့30ကျော်နေပြီနော်တော့ခေါ်လိုက်တော့အခု ညီမွေးမှုပါမကြောက်ပါနဲ့ ကြည့်ချင်ဦးကြည့်ချင် ရပြီကုန်ပါကွာ ကိုမင်းသိခန့်ဖတ်နေတဲ့အချိန်ဆိုလို့ရှိရင်လေ तू ကတကယ်ကိုသူ့ရင်ထဲဟာကိုခံစားရတယ်လို့အဲ့လိုမျိုးခံစားရတယ်ပေါ့နော်အမြဲတမ်း तू ကအဲ့လိုလက်တွေပါတုံနေပြီးတော့ပထမဟိုနေ့ကဖတ်တော့ရောဒီနေ့ဖတ်တော့ရောပဲအမှုအရာနဲ့ကို तू ကတေးသေးချာချာသူခံစားချက်တွေကိုထုတ်ပြတယ်အဲ့အတွက်ကြောင့်မင်းလေးလဲသူကမြင်းပေါ်တကယ်လေးလေးနက်နက်ရှိပါလားဆိုရယ်ခံစားချက်လေးရလိုက်တယ်